အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ပြောပြပေးမယ့်ပုံပြင်လေးရဲ့ခေါင်းစဉ်ကတော့စွမ်းရည်ကိုစီဆိုတဲ့ပုံပြင်လေးပဲဖြစ်ပါတယ်နားဆင်ပေးကြပါအောင်နော်တခါတော့ကတာယာလှပတဲ့တောအုပ်ကြီးတစ်ခုထဲမှာခွန်အားကြီးမားတဲ့အစင်ကြီးတစ်ကောင်နဲ့အရန်ကိုဖြက်လက်သွက်လက်တဲ့မြောက်ကလေးတစ်ကောင်နေထိုင်ကြပါတယ်ဒီနေ့မှာတော့သူတို့နှစ်ယောက်ဟာဘသူကပိုးပြီးစွမ်းရည်ထက်မြက်တယ်လေဆိုတာနဲ့ပတ်သက်ပြီးအငြင်းပွားကြပါတော့တယ်စင်ကြီးကသူ့ရဲ့ကြီးမားတဲ့ခန္ဓာကိုယ်နဲ့တမာတဲ့နာမောင်းကိုပြပြီးငါကသာအားအရှိဆုံးနဲ့အတော်ဆုံးပဲငါရဲ့ခွန်အားကဘာနဲ့မှမလဲနိုင်ဘူးလို့ဂုဏ်ယူစွာပြောဆိုပါတယ်။မြောက်ကလေးကလည်းတစ်ပင်တစ်ပင်ကနေတစ်ပင်ကိုလှည့်မြန်စွာခုန်ကူးပြရင်မင်းကအားကြီးပြီမဲ့ငါ့လိုတွက်လိုက်တာမှမဟုတ်တာငါကမှအစွမ်းအထက်ဆုံးပဲလို့ပြန်ပြောပါတယ်။သူတို့နှစ်ယောက်ဟာတယောက်ကိုတယောက်အရှုံးမပေးပဲငင်းခုန်နေကြတာကြောင့်နောက်ဆုံးမှာတော့တောအုပ်ချိန်မှာအမြောင်အမြင့်ရှိဆုံးလို့နာမည်ကြီးတဲ့ပညာရှိစီကွက်ကြီးစီကိုတွားရောက်အဆုံးဖြတ်ခံယူဖို့ဆုံးဖြတ်လိုက်ကြပါတော့တယ်။ပညာရှိစီကွက်ကြီးစီရောက်တဲ့အခါစင်နဲ့မြောက်ဟာသူတို့ရဲ့အစွမ်းအစတွေကိုအသီးအသီးထုတ်ဖော်ပြောဆိုပြီးဘသူကပိုသားတယ်လဲဆိုတာကိုမြင်မြန်ကြပါတော့တယ်။ပညာရှိစီကွက်ကြီးကသူတို့နှစ်ယောက်ကိုတေချာကြည့်ပြီးပြောင်းလိုက်ပါတယ်။ပြီးတော့မင်းတို့နှစ်ယောက်ချင်းကဘသူကတကယ်တော်တယ်လဲဆိုတာကိုသိရဖို့အတွက်ငါစမ်းသပ်ချက်တစ်ခုပေးမယ်လို့ပြောလိုက်ပါတယ်။စီကွက်ကြီးကမြင်းရဲ့တစ်ဖက်ကမ်းမှာရှိတဲ့ရွှေရောင်ဝင်းနေတဲ့တစ်သီးတွေပြည့်နေတဲ့တစ်ပင်ကြီးတစ်ပင်ကိုညွှန်ပြလိုက်ပါတယ်။အဲ့ဒီမြေတစ်ဖက်ကန်းကတစ်ပင်ပေါ်မှာရှိတဲ့ချွေရောင်အသီးတွေကိုငှားစီကိုအရောက်ယူလာပေးနိုင်တဲ့သူဟာအစွမ်းထက်ဆုံးသူပဲလို့မိန့်ကြားလိုက်ပါတော့တယ်။စင်ကြီးနဲ့မြောက်ကလေးဟာစီကွက်ကြီးရဲ့စကားကိုကြားတာနဲ့ပြန်ပွဲကိုစတင်ဖို့အတွက်မြေကမ်းနားကိုအပြေးအလွှာထွက်လာကြပါတော့တယ်။သူတို့နှစ်ယောက်စလုံးကတော့ကိုစွမ်းရည်နဲ့ကိုဒီပြန်ပွဲမှာအနိုင်ရမယ်လို့ယုံကြည်ချက်အပြည့်ရှိနေကြပါတယ်။စင်ကြီးဟာသူ့ရဲ့ကြီးမားလာတဲ့ရှီလန်းတွေနဲ့တောအုပ်ထဲကိုအာမန်အပြည့်နဲ့ဖြတ်တန်းသွားပါတယ်။လမ်းမှာတွေ့တဲ့ရှုံးနယ်ပိတ်ပေါင်းတွေကိုသူ့ရဲ့တမားရဲ့နှမောင်းနဲ့ဖယ်ရှားပြီးရှေ့ကိုဆက်တိုက်တိုးဝင်သွားပါတော့တယ်။ငါရဲ့ခွန်အားနဲ့ဆိုရင်ဒီမြစ်ကိုအလွယ်လေးဖြတ်ကျော်နိုင်မှာပါလို့စင်ကြီးကတွေးနေပါတယ်။မြောက်ကလေးကတော့တစ်ပင်တွေဘက်ကိုဖြက်လက်စွာခုန်ကူးရင်စင်ကြီးတဲ့အရင်မြစ်ကမ်းဘေးကိုရောက်အောင်ကြိုးစားပါတယ်။ငါရဲ့တက်လက်မှုနဲ့ဆိုရင်တစ်တီတွေကိုအမြန်ဆုံးခူးနိုင်မှာပဲလို့မြောက်ကလေးကလည်းကိုယုံကြည်နေပါတယ်။နောက်ဆုံးမှာတော့သူတို့နှစ်ယောက်စလုံးဟာမြစ်ကမ်းဘေးကိုရောက်ရှိလာကြပါတော့တယ်။ဒါပေမဲ့မြစ်ရေကသူတို့ထင်ကြတာထက်ပိုပြီးအရှင်ပြင်းပြင်းစစ်စစ်နေပါတယ်။မြစ်ရေပြင်ဟာကျဲပြောလာပြီးရေစီးတန်ကလည်းကြောက်စရာကောင်းလောက်အောင်ကျဲလောင်နေပါတယ်။မြောက်ကလေးဟာမြစ်ရေပြင်ကိုကြည့်ပြီးတောင်းလောက်သွားပါတယ်။ဒီလောက်ရေစီးတန်တဲ့မြစ်ကိုငါဘလို့လုပ်ဖြစ်ကုန်နိုင်ပါလဲလို့မြောက်ကလေးကစိုးရိမ်တကြီးတွေးမိပါတယ်။စင်ကြီးကတော့မြစ်ရေစီးကြောင်းကိုကြည့်ပြီးဒီမြစ်ကအရှင်နဲ့ပြင်မဲ့ငါရဲ့ကြီးမားတဲ့ခန္ဓာကိုယ်နဲ့ဆိုရင်တော့ဖြတ်ကူဖို့မခက်ခဲပါဘူးလို့ယုံကြည်ချက်ရှိပြောလိုက်ပါတော့တယ်။လာပါမြောက်ကလေးရဲ့ငါကြောဘောကိုတက်ငါမင်းကိုမြစ်တစ်ဖက်ကန်းအထိဘေးကင်းကင်းနဲ့ပို့ပြီးမယ်လို့စင်ကြီးကပြောလိုက်ပါတယ်။မြောက်ကလေးဟာစင်ကြီးရဲ့စကားကိုကြားရတဲ့အခါအယံဝမ်းသာသွားပြီးစင်ကြီးရဲ့ကြောဘောကိုဖြက်လက်စွာခုန်တက်လိုက်ပါတယ်။စင်ကြီးဟာမြောက်ကလေးကိုကြောဘောတင်းပြီးမြစ်ထဲကိုတတိရှိဆင်းသွားပါတော့တယ်။မြစ်ရေကတရဟောစီးဆင်းနေပေမဲ့စင်ကြီးရဲ့ကြီးမားတမာတဲ့ရှီလောက်တွေကြောင့်သူတို့နှစ်ယောက်ဟာမြစ်လေကောင်ထိအေးအေးဆေးဆေးရောက်ရှိလာကြပါတော့တယ်။စင်ကြီးဟာမြစ်လေကောင်ကရေစီးတန်တဲ့နေရာကိုရောက်တဲ့အခါမြောက်ကလေးရေမြင်းမြင်းကင်ထားတော့ဒီနားမှာရေစီးနေနေတန်တယ်လို့တတိပေးလိုက်ပါတယ်။မြောက်ကလေးဟာစင်ကြီးရဲ့စကားအတိုင်းသွေးရလက်လေးတွေနဲ့စင်ကြီးရဲ့နေရက်တွေကိုမြင်းမြင်းဆုပ်ကင်ထားပါတယ်။စင်ကြီးဟာရေစီးကြောင်းကိုအားဆိုင်ပြီးဖြတ်ကျော်ခဲ့ပြီးနောက်ဆုံးမှာတော့သူတို့နှစ်ယောက်စလုံးမြစ်တစ်ဖက်ကန်းကိုဘေးကင်းကင်းနဲ့ရောက်ရှိသွားကြပါတော့တယ်။မြစ်တစ်ဖက်ကန်းကိုရောက်တဲ့အခါမြောက်ကလေးကစင်ကြီးရဲ့ကြောဘော်ကဆင်းပြီးကျေးဇူးများကြီးတင်ပါတယ်စင်ကြီးရဲ့မင်းရဲ့ခွန်အားကြောင့်တော့ငါဒီကိုရောက်လာနိုင်တာပါလို့လိုက်လဲကျေးဇူးတင်ကပြောလိုက်ပါတယ်စင်ကြီးကလည်းရပါတယ်မြောက်ကလေးရဲ့ငါတို့ကတငယ်ချင်းတွေပဲဟာလို့ပြုံးလေးပြန်ပြောလိုက်ပါတယ်အဲ့ဒီနောက်သူတို့နှစ်ယောက်ဟာရွှေရောင်တစ်သီးတွေနဲ့ပြည့်နေတဲ့တစ်ပင်ကြီးစီကိုအမြန်သွားကြပါတော့တယ်တစ်ပင်ကြီးရဲ့အောက်ကိုရောက်တဲ့အခါစင်ကြီးဟာသူ့ရဲ့နှာမောင်းကိုဆွမ်းကုန်ဆန်းပြီးအသီးတွေကိုလှန်ခိုးဖို့ကြိုးစားပါတယ်။ဒါပေမဲ့တစ်ပင်ကအယမ်းမြင့်လွန်တာကြောင့်စင်ကြီးကဘလို့မှမမီနိုင်ပါဘူး။နှမျောစရာပဲငါမှခွန်အားရှိပေမဲ့အသီးတွေကိုတော့မမီဘူးလို့စင်ကြီးကအစိတ်ပြက်လက်ပြက်နဲ့ပြောပါတယ်။အဲ့ဒီအခါမြောက်ကလေးကစိတ်မပူပါနဲ့စင်ကြီးရဲ့ဒီတစ်ခါတော့ငါအလဲပေါ်လို့ပြောပြီးတစ်ပင်ဘောကိုဖြက်လက်စွာတက်သွားပါတယ်။မြောက်ကလေးဟာတစ်ကိုင်းလေးပေါ်မှာလင်းမြန်စွာပြေးလွှားရင်ချွေရောင်သီးတွေကိုတစ်လုံးစုခုပြီးအောက်မှာရှိတဲ့စင်ကြီးစီကိုဖျက်ချပေးပါတယ်။မကြခင်မှာပဲစင်ကြီးရဲ့နှာမောင်းထဲမှာချွေရောင်သီးတွေပြေးချမ်းသွားပါတော့တယ်။သူတို့နှစ်ယောက်ဟာပျော်ပျော်ရွှင်ရွှင်နဲ့အသီးတွေကိုယူပြီးပညာရှိစီကွက်ကြီးရှိရာကိုပြန်လာခဲ့ကြပါတယ်။ပညာရှိစီကွက်ကြီးပြန်ရောက်လာတဲ့အခါမှာဇီကွက်ကြီးကသူတို့ကိုပြုံးလေးကြည့်ပြီးအခုဆိုရင်မင်းတို့တိလောက်ပြီပေါ့စင်ကြီးမှာခွန်အားရှိပေမဲ့မြစ်ကိုပဲကူနိုင်မီအသီးကိုမကူနိုင်ဘူး
မြောက်ကလေးမှာတော်လက်မှုရှိပေမဲ့အသီးကိုခုနိုင်ပြီးမြစ်ကိုမကူးနိုင်ဘူးတကယ်တော့ဘယ်သူကမှတယောက်တည်းပုံမသားဘူးပူပေါင်းဆောင်ရွက်မှသာအောင်မြင်တာလို့သင်ခန်းစာပေးပြီးဖြေရှင်းပေးခဲ့ပါတယ်စင်ကြီးနဲ့မြောက်ကလေးဟာစီကွက်ကြီးရဲ့စကားကိုကြားရတဲ့အခါသူတို့ရဲ့အမကိုသဘောပေါက်သွားကြပါတော့တယ်သူတို့ဟာတယောက်ကိုတယောက်ကြည့်ပြီးပြောင်းလိုက်ကြပါတော့တယ်ဟုတ်ပါတယ်ငါတို့ပူပေါင်းဆောင်ရွက်ခဲ့လို့သာဒီရှေ့ရောက်အသီးတွေကိုရှားခဲ့တာပါလို့ပြောလိုက်ကြပါတော့တယ်အဲဒီနေ့ကစပြီးစင်ကြီးနဲ့မြောက်ကလေးဟာတောအုပ်ထဲမှာအရင်နှီးဆုံးတငယ်ချင်းတွေဖြစ်သွားကြပါတော့တယ်ဘလို့အခက်ခဲပဲမျိုးပဲကြုံပူပေါင်းဆောင်ရွက်ပြီးကြော်လာခဲ့ကြပါတော့တယ်သူတို့ရဲ့ပူပေါင်းဆောင်ရွက်မှုကြောင့်တောအုပ်ကြီးကလည်းပိုပြီးတာယာဝပြောလာခဲ့ပါတော့တယ်ဒီပုံပြင်လေးကတော့စွမ်းရည်ကိုစီရှိကြပေမဲ့ပူပေါင်းဆောင်ရွက်ခြင်းကသာအကြီးမားဆုံးသောစွမ်းရည်ဖြစ်ကြောင်းဖော်ပြနေပါတော့တယ်